baby ကိုရိုးရေဒီနေ့ကစပြီးတော့ပတ်စံဆူရမယ်သုံးဖြုံးနေရှော့ရမယ်ဒါမှကိုရိုးရဲ့အိမ်မက်တွေကနီးစပ်ဟုတ်နော်ဟော sorry နော်ကိုအခုလေဘေးဘိုက်စာလို့ဟိုကြွေးပါလားဟောအဲ့ဘေးစားရတယ်စားတယ်ဒီမှာစားတယ်မဟုတ်တိုင်းဟော okay ဘေးပါစားခြင်းလေကိုမတ်စပလက်ကြိုက်လားမတ်စပလက်ကြိုက်တော့အဲ့ဆိုမတ်စပလက်လည်းဘူးပြပါထက်ဆိုင်အောင်ဟောရတယ်ဖွင့်မေး okay ကိုshopping ထွက်မလားပြီးတော့ရုပ်ရှင်ကြည့်မယ်မာရှန်ကိုလည်းစားကြတယ် okay baby တဘောနော်ပတ်စံနောက်မှဆိုတော့နော်အဓိက baby လှုပ်ချင်တယ်လို့ baby လေးစိတ်ချမ်းသာဖို့ရည်ကြည့်နော်အဲ့တော့ကိုချစ်တာတကယ်ချင်းဒီချိန်မှာငေါင်းနဲ့ရွယ်သူတွေအသီးသီးအောင်မြင်နေကြပြီငါတို့အချိန်မဖြုံးမဲနဲ့ကြိုးစားဖို့လိုအပ်နေပြီကွာဟုတ်တယ်ကွာငါတို့အချိန်မဖြုံးမဲနဲ့ကြိုးစားဖို့လိုအပ်နေပြီဟာဟဲ့ဒါပဲတင်ဒီအချိန်လေးမှာငါတို့ mass flat လေးတောင်းဂိမ်းဆော့လိုက်ဘယ်လောက်ကောင်းလဲမင်း mass flat ကြိုက်တာကြိုက်တယ်အဲ့ဒါတော့ယူလိုက်ဒါဆိုရင်ငါတို့နောက်မှပဲကြိုးစားတော့မယ်တာဟောတကယ်ချင်းရဲ့ဒီအချိန်မှာစိတ်ချမ်းသာဖို့ရည်ကြည်အေးငါဘာလို့ဒီလောက်ကြိုးစားနေရလဲငါလာတာနည်းနည်းလေးပဲရမယ်မတ်စပတ်လေးတောက်ပြီးတော့အေးစစ်စစ်ကိုလေးရတယ်စိတ်ချမ်းသာဖို့အရေးကြီးတယ်